စကိုးတွေကိုစံနှုန်းတွေကိုပေးတဲ့အခါမှာ sorting တွေက A to Z smaller to largest ဖြစ်နေဖို့လိုပါတယ် lookup ကိုသုံးပြီးတော့မှပထမအောင်ဆုံးရှာကြည့်လိုက်မယ်ရှာမဲ့တန်ဖိုးက90ဖြစ်တယ်စကိုးထဲမှာရှာပြီးတော့မှသူ့ရဲ့ grade ကိုပြန်ပေးပါမယ်ဒါဆိုရင်တော့90က D ဖြစ်တဲ့အတွက်ကြောင့်မလို့ D ဆိုတဲ့ grading ကိုပေးပါတယ်တကယ်လို့စကိုးက50နဲ့65ကြားဖြစ်တယ်ဥပမာ53ဆိုပါစို့ဒါဆိုရင်လည်းသူက D ကိုပဲပေးမှာဖြစ်တယ်တကယ်လို့စကိုးက65နဲ့85ကြားကိုရောက်သွားတယ်60နဲ့9ဖြစ်သွားတယ်ဆိုရင်85လည်းမပြည့်သေးတဲ့အခါမှာ C ကိုပဲပေးတာကိုတွေ့ရမှာဖြစ်ပါတယ် H2 ကတော့ဒီ view ကိုရှာပေးနိုင်မလားဆိုတော့ကျွန်တော်တို့စမ်းကြည့်ပါမယ် H2 ကိုရေးလိုက်မယ် lookup value ကိုရွေးလိုက်ပြီးတော့ lookup array ကို select ပေးလိုက်ပါတယ်ပြီးတော့မှ return array ကို select ပေးပြီးတဲ့အခါမှာရှာမတွေ့ရင် not found ဆိုတဲ့အဖြေကိုပြန်ပေးခိုင်းပါမယ်ဒီနေရာမှာတော့ကျွန်တော်တို့ -1 ကိုပဲဆက်ရွေးပါမယ် -1 ကတော့ equal or smaller than ဆိုတဲ့အဓိပ္ပာယ်နဲ့သွားတူပါတယ်ဆိုလိုချင်တာက69နဲ့တိုက်ရိုက်တွင်တူမတူလို့ရှိရင်69ရဲ့အနည်းဆုံးထဲကအဖြေတစ်ခုကိုပြန်ပေးမှာဖြစ်ပါတယ်။အဲ့ဒါခောက်ကြည့်လိုက်ပါမယ်။ဒါဆိုရင်69ကတော့85မပြည့်သေးတဲ့အခါမှာသူက C ဆိုတဲ့အဖြေကိုပဲပြန်ပေးပါမယ်။တကယ်လို့ကျွန်တော်တို့က19ဖြစ်တယ်ဆိုလို့ရှိရင်သူက A ဆိုတဲ့အဖြေကိုပေးပြီးတော့မှ89ဖြစ်တယ်ဆိုလို့ရှိရင် B ဆိုတဲ့အဖြေကိုပဲသူပြန်ပေးမှာဖြစ်ပါတယ်။95ဆိုရင်တော့သူက A ဆိုတဲ့အဖြေကိုပြန်ပေးမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ lookup မှာသုံးနေကြပုံစံအတိုင်းပဲ score တွေကိုကြည့်ပြီးတော့မှ grade တွေရှာမယ်ဆိုရင်ကျွန်တော်တို့သုံးလို့ရပါတယ်ဒီနေရာမှာ -1 အစားကျွန်တော်တို့1ကိုသုံးမယ်ဆိုလို့ရှိရင်သူ့ရဲ့ပြောင်းပြန်ဖြစ်သွားပါမယ်1ကိုသုံးရင်တော့ကျွန်တော်တို့ equals or greater than ဆိုတာနဲ့သွားဆင်တူမယ် XMS or next larger item ဖြစ်ပါတယ်အဲ့ဒီအခါကျတော့95တဲ့ကြီးတာကိုကျွန်တော်တို့ရှာမတွေ့ပါဘူး86ကိုရိုက်ကြည့်လိုက်ပါမယ်86ကိုရိုက်ကြည့်တဲ့အခါမှာနောက်ထပ်ကြီးတဲ့အဖြေတစ်ခု A ကိုတွေ့ရပါမယ်ပုံမှန်တိုင်းကျွန်တော်တို့86ကိုရိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့ B ပဲရှိနေဦးမှာဖြစ်ပါတယ်ဆိုတာကသူက score တစ်ခုကိုမှီသွားတာနဲ့သူကနောက်တစ်ခုရဲ့ rating တွေကိုရောက်တယ်ဆိုရင်လည်းကျွန်တော်တို့ကပြောင်းပြန်အနေနဲ့ချယူလို့ရပါတယ်။ Okay ဒါဆိုရင်တော့ H2 ကစံနှုန်းများကြားကတန်ဖိုးတွေကိုအပေါ်ကိုကြည့်လို့လည်းရတယ်အောက်ကိုကြည့်လို့လည်းရတယ်ဆိုတဲ့အဖြေလေးကိုရသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံး bonus test အနေနဲ့ wine cup သုံးပြီးတော့မှရှာတဲ့ပုံစံလေးကိုလည်းဒီမှာ share လုပ်ပေးသွားပါမယ်။ H2 ကိုရေးကြည့်လိုက်ပါမယ်။ရှာမဲ့တန်ဖိုးကို click နှိပ်ပြီးတဲ့အခါမှာ and နဲ့ wine cup ကိုဆက်လိုက်ပါမယ်။ရှာမဲ့တန်ဖိုးကိုကျွန်တော်တို့တိကျမသိတဲ့အခါမှာ del နဲ့ wine cup ကိုသုံးပြီးတဲ့အခါမှာရှာမဲ့ array ကိုကျွန်တော်တို့ထည့်လိုက်မယ်။ return array ကိုထည့်လိုက်မယ်။မတွေ့ရင် not found လို့ပေးခိုင်းမယ်။ဒီနေရာမှာတော့ကျွန်တော်တို့ wine cup ကိုသုံးထားတဲ့အတွက်ကြောင့်မလို့2ကိုထည့်ရမယ်။ wine cup character match ဆိုတာကိုရွေးရမှာဖြစ်တယ်။အဲ့ဒါခောက်လိုက်ပါမယ်။အခုဆိုရင်တော့ကျွန်တော်တို့ del နဲ့ပတ်သက်ပြီးတော့မှ2 line ရှိတယ်။အဲ့ဒီမှာမှသူကအပေါ်ကနေရှာပေးသွားတာဖြစ်တဲ့ကြောင့်မလို့အပေါ်ဆုံးက del နဲ့ပတ်သက်တဲ့ brand ရဲ့ price ကိုဖော်ပြပေးသွားတာဖြစ်ပါတယ်။ကျွန်တော်ပြောင်းပြန်လုပ်ကြည့်မယ်ဆိုရင်တော့ -1 ကိုထည့်ရမှာဖြစ်တယ်။ဒါဆိုရင်တော့ del နဲ့2ချောင်းရှိတဲ့အခါမှာမှအောက်ကနေပြန်ချတဲ့အခါမှာ del နဲ့ DQ ရဲ့ price ကိုပြန်ပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Okay ဒီနားမှာကျွန်တော်တို့ Apple product တစ်ခုကိုရှာကြည့်မယ်။နာမည်တော့အသေးချာမသိဘူးဆိုရင်လည်း Apple လို့ရိုက်ထည့်လိုက်တာနဲ့ MacBook Pro ရဲ့တန်ဖိုးကိုရှာပေးသွားတာဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်တို့ H2 ရဲ့ထူးခြားတဲ့ feature တွေကိုလေ့လာခဲ့ပြီးဖြစ်ပါတယ်။ H2 ရဲ့အားသာချက်တွေထပ်ဖြည့်ထားတာတွေကတော့ရှာလို့မတွေ့ရင်သူက error မပေးဘူး dynamically report တွေမှာ smooth ဖြစ်လာမယ်သူရဲ့ရှာဖွေတဲ့ move က default move ကအမှန်ဖြစ်တဲ့အတွက်ကြောင့်မလို့ false လို့ 0 လို့ထည့်စရာမလိုမထည့်မိရင်လည်းသူကအမှန်ကိုပဲရှာပေးမှာဖြစ်တယ်ညာဘက်ကိုပဲရှာနိုင်တာမျိုးမဟုတ်တော့ဘဲနဲ့မှာဘယ်ဘက်ကိုလည်းအပြန်အလှန်ရှာဖွေနိုင်တာဖြစ်ပါတယ် column လေးထပ်တိုးရင်ထပ်လျော့ရင်လည်း error ကိုမတက်တော့ပါဘူးသူရဲ့ရှာဖွေတဲ့ပုံစံကိုက column index နဲ့မသွားတော့ဘဲနဲ့မှာlookup array နဲ့ lookup value ကို define လုပ်ပြီးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ column တွေထပ်တိုးတာထပ်လျှော့တာဆိုရင်လည်းသူကတော့ okay နေမှာဖြစ်တယ်ပုံမှန်တိုင်းကျွန်တော်တို့အပေါ်ကနေအောက်ကိုရှာရတယ်တကယ်လို့အောက်ကနေအပေါ်ကိုပြန်ရှာခြင်းနဲ့ဆိုလို့ရှိရင် column လေးကို sorting စီရတဲ့အလုပ်ကိုလုပ်ရတယ် H2 ကိုသုံးတဲ့အခါမှာတော့အဲ့ဒါကိုမလုပ်တော့ဘူးကျွန်တော်တို့ -1 ကိုထည့်လိုက်တာနဲ့အောက်ကနေအပေါ်ကိုပြန်ပြီးတော့မှရှာဖွေလို့ရသွားတာဖြစ်ပါတယ်အောက်ကနေအပေါ်ကိုရှာတယ်အပေါ်ကနေအောက်ကိုရှာတယ်နှစ်ခုစလုံးကိုကောင်းကောင်းအလုပ်လုပ်တာဖြစ်ပါတယ်စံနှုန်းတွေကြားကတန်ဖိုးတွေကိုရှာမယ်ဆိုရင်လည်း lookup ကိုသုံးပြီးရှာနေတဲ့
ရဲ့ performance တွေနဲ့အတူ H2M မှာရနေတာကိုတွေ့ရတယ် H2M မှာဆိုရင်တော့စံနှုန်းတွေကို equal or greater than equal or less than စသည်အဖြစ်တန်ဖိုးတွေကိုအပြန်ပြန်လန်လန်ချနိုင်တာကို flexible ဖြစ်ဖြစ်ချပေးနိုင်တာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်